ဒါပဲနှစ်ခုပဲbreakfast စားမလို့အမကတော့အေးရစားလာပြီမလားအေးရစားလာပြီးတဲ့ခါကျတော့နည်းနည်းပဲထပ်မှာလိုက်အမနဲ့တော့လေအေးရစားလာပြီစားနေတော့ညော်နေရလားအဲ့လိုပြနေတယ်အဲ့လိုပေါ့နော်။ကျမဝန်ထမ်းလေးပေါ့နော်။ဟန်မာလာလေးလေးပါ။ကျမတို့ကရွာဘက်ကလေးရှင်းဟိုးညောင်တစ်ဖက်တိုင်းရွာဘက်ကလာ။ဒီမှာအဲ့ဒါအလုပ်လာပြပါ။ဒီမှာလေမမသားချင်းဘေးကအမျိုးသားလားအမျိုးသားချင်းအဲ့လိုမျိုးလာလောက်ပါမင်းကနောက်နေ့တော့သွားတော့မှာပါခုမျိုးသားကိုရမှာဆိုတော့ပေါ့အမျိုးသားဘေးမှာလေဘယ်အမျိုးသားကိုဘကန်ဟာရစ်တူတော့ဘကန်လာရှိပါတယ်ပြင်လေဒီစပေါ့ရောက်တော့မယ်ဆိုတော့လေreception မောင်နေမျိုးသားကိုထားခဲ့ပါတော့သွားလို့ရတယ်မြေသားလေဟိုပဲယူသွားလိုက်ပြီမမတို့ခါထဲမှာရှုပ်နေပါစေ
ဂျာကူစီနဲ့ မနေ့ရမ်းများတာအဆင်ပြေပါ